Hello ဒီတစ်ခေါက်ချင်းမှရောက်တော့ခောက်ဆွိုင်မှာနံပါတ်1ခောက်ဆွိုင်မဲဆိုင်ဆိုတဲ့ဆိုင်လေးကိုသွားစားဖြစ်ခဲ့ပါတယ်။သူ့ရဲ့ဆိုင်ဖွင့်စည်းပုံလေးကချင်းချင်းလေးဆိုပေမဲ့လေ Q နံပါတ်ယူပြီးတော့စောင့်ပြီးတော့စားရတာပါ။နဒီရောကတော့9မိနစ်လောက်တော့စောင့်လိုက်ရတယ်။ဒီဆိုင်လေးမှာလေထိုင်း local တွေကိုတော့တိတ်တော့မတွေ့ခဲ့ရဘူးပေါ့နော်။ foreigner တော်တော်များများစားဖို့ထိုင်ဆောင်နေတာကိုတွေ့ခဲ့ရတယ်။နဒီတို့အပါအဝင်ပေါ့နော်။ကိုလည်းရောက်ပြီဆိုလို့ရှိရင်တော့သူတို့ပေးထားတဲ့ Q နံပါတ်ဆက်ကလေးကတော့ညီလာပါတယ်။ item တွေကတော့အများကြီးရှိရဲအဲ့တဲ့ကနေပြီးတော့ခောက်ဆွိုင်ပဲစားလာခဲ့ပါတယ်။ပြီးရင်တီးတွေလည်းရှိတယ်ပေါ့နော်။အဲ့တဲကမှထိုင်းတီးကတော့နာမည်ကြီးရလို့ကြားတယ်။ဒီကတော့ဒီခောက်ဆွိုင်ကိုအမဲသားနဲ့စားလာခဲ့ပါတယ်။ချင်းနေနဲ့တမယာသီးရဲ့မုံညင်းချင်းပေးထားတယ်ပြီးရင် coffee ပဲပင်ပေါင်းနနံပင်စက်သွန်အလီစားခြင်းအကုန်လုံးထည့်စားလို့ရတယ်ပေါ့နော်ပြီးတော့သူ့ရဲ့ခောက်ဆွဲသားကလေသူတို့ရဲ့အဆိုင်ရလက်လုတ်ခောက်ဆွဲဆိုတော့တော်တော်စားကောင်းခဲ့တာပါအကယ်၍ချင်းမှန်ရောက်ခဲ့ရဆိုလို့ရှိရင်တော့ဒီခောက်ဆွိုင်ဆိုင်လေးကိုတော့သွားစားဖို့ recommend ပေးပါတယ်နော်သွားစားကြည့်ပါအများကိုစားကောင်းပါတယ်